မင်္ဂလာပါကျွန်မကတော့ဒီမိုကရေစီနောင်သတင်းဌာနကသတင်းတောက်ဤတင်စာပါအခုတင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းတိုင်းအထက်ပိုင်းမော်လူမျိုးကိုတပ်မတော်ကနိုင်ငံတော်အလံစိုက်ထူမဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်မကြမီရပ်ပိုင်းအတွင်းမှာအကြမ်းဖက်တွေထိချုပ်ထားတဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမော်လူမျိုးကိုတပ်မတော်ကနိုင်ငံတော်အလံစိုက်တော်မဲ့ဖြစ်ကြောင်းသိရပါတယ်တပ်မတော်စစ်ကြောင်းကအင်းတော်မြို့ကိုဧပြီလ30ရက်နေ့မှာပြန်လည်သိမ်းပိုက်ထိချုပ်နိုင်ခဲ့ပြီးနောက်မော်လူမြို့ကိုအရှိန်အဟုန်နဲ့ဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။လက်ရှိမှာတော့တပ်မတော်စစ်ကြောင်းကမော်လူမြို့နဲ့6မိုင်ခန့်လောက်အထိရောက်ရှိနေပြီဖြစ်ပါတယ်။အင်းတော်မြို့ကိုအကြမ်းဖက်အဖွဲ့တွေကပြီးခဲ့တဲ့2025ခုနှစ်ဧပြီလ9ရက်နေ့မှာထိချုပ်ထားပြီးနောက်2026ခုနှစ်ဧပြီလ30ရက်နေ့မှာတပ်မတော်ကအပြေးအဝပြန်လည်သိမ်းပိုက်ထိချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါအပြင်ဒီဇိုင်းမြို့ကိုအကြမ်းဖက်အဖွဲ့တွေက2023ခုနှစ်ဒီဇင်ဘာလအတွင်းမှာထိချုပ်ထားပြီးနောက်2026ခုနှစ်မလအတွင်းမှာတပ်မတော်ကပြည်လဲသိမ်းပိုက်ထိချုပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့မလအတွင်းကဒီဇိုင်းမြို့ကိုပြည်လဲသိမ်းပိုက်နိုင်ခဲ့တဲ့တပ်မတော်စစ်ကြောင်းတွေဟာနယ်မြေစိုးမိုးရေးလုပ်ငန်းတွေကိုအရှင်အဟုန်မြင့်တင်ခဲ့တာကြောင့်ဒီဇိုင်းကတာလိုင်းမှာပြည်လဲဖွင့်လှစ်နိုင်ခဲ့ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ဧပြီလ21ရက်နေ့ကစလို့ကတာမြို့ကနေအင်းတော်မြို့ကို UTV စောင်းထုတ်လာတဲ့တပ်မတော်စစ်ကြောင်းတွေဟာအကြမ်းဖက် KIA PDF တွေနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။မော်လူမြို့ကိုအကြမ်းဖက်အဖွဲ့တွေက2023ခုနှစ်ဒီဇင်ဘာလ13ရက်နေ့မှာထိန်းချုပ်ထားတာဖြစ်ပါတယ်။ကျမတို့ဒီမိုကရေစီနောင်သတင်းဌာနအနေနဲ့နောက်ဆုံးရသတင်းအချက်အလက်တွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာပါ။ဒီမိုကရေစီနောင်သတင်းဌာနရဲ့သတင်းတွေကို TikTok, Telegram နဲ့ YouTube တို့မှာကြည့်ရှုအားပေးနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။